ကျွန်တော်အခုပြောပေးမယ်သင်ခန်းစာလေးရတော့ line ပေါ်ကနေပြီးတော့ application တွေပေါ့နော်ကျွန်တော်တို့ application အရင်ကြီး megabyte မများတဲ့ application တွေကို download ဆွဲတဲ့နည်းပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အရင်ဆုံး Chrome ဆိုတဲ့ application ပေါ့နော် Google Chrome ဖုန်းတွေမှာလည်းရှိတဲ့ဒီ Google Chrome တွေကိုကျွန်တော်တို့အရင်ဆုံးသွားလိုက်မယ်ဟုတ်ပြီတွားပြီးတဲ့အခါမှာကျွန်တော်တို့ဒီပေါ်ကเนาะကျွန်တော်တို့ဒီမှာစာရေးရတဲ့ဒီ search bar လေးမှာလာပြီးတော့ပေါ့เนาะကျွန်တော်တို့ကိုဆွဲကျင်တဲ့เนาะ application နာမည်လေးကိုရေးဖို့လိုတယ်မရေးခင်မှာကျွန်တော်တို့က download เนาะ download ပြီးရင်ကိုဆွဲကျင်တဲ့ application မှာဥပမာကျွန်တော်တစ်ခုပေါ့เนาะ ZOON เนาะ download zone for Windows 10ပြီးကျွန်တော်ကွန်ပျူတာတွေမှာเนาะ Windows တင်တဲ့အခါမှာ32 bit နဲ့64 bit ဆိုပြီးတော့ရွေးချယ်ရလေးရှိတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ Windows က64 bit လား32 bit လားဆိုတော့ဟိုနောက်မှာထပ်ပြီးတော့ရေးပြီးပို့ပြီးတော့တေးကြပါတယ်တကယ်လို့ကျွန်တော်တို့က32 bit နဲ့ဆွဲလိုက်မိပြီးတော့64 bit ဖြစ်နေတယ်ဆိုရင်လည်း install တင်လို့မရသလို64 bit နဲ့ဆွဲလိုက်ပြီးတော့32 bit ဖြစ်နေတယ်ဆိုရင်လည်း install တင်လို့မရပါဘူးအဲ့ကျွန်တော်ကွန်ပျူတာ64 bit ဆိုတော့64 bit အဲ့တော့ download zone for Windows 10 64 bit လို့ရေးလိုက်ပြီးကျွန်တော် enter ခောက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော် download ဆွဲလို့ရမယ် link လေးကြာလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ zone installer ဆိုတဲ့ကောင်မနှိမ့်ကြက်တဲ့ဟာကိုနှိမ့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် zone installer ကိုနှိမ့်လိုက်တယ်ဟိုပြီးနှိမ့်တဲ့အခါမှာကျွန်တော်ဒီမှာ zone desktop client for meeting 64 bit ဆိုတဲ့ကောင်လေးကိုလာပြီးတော့နှိမ့်လိုက်မယ်ပေါ့နော်ဒါဆိုရင် keep ကိုနှိမ့်လိုက်မယ်အဲ့တော့ကျွန်တော် download ဆွဲပါအဲ့တော့ကျွန်တော် download ဆွဲတာရသွားပြီဖြစ်လို့ကျွန်တော်ဒီကောင်လေးကိုညားလေးကိုနှိပ်ပြီးတော့ show in folder ကိုနှိပ်မယ်နှိပ်ပြီးတဲ့အခါမှာကွန်ပျူတာရဲ့ file manager လေးပွင့်လာမှာဖြစ်ပါတယ်ဒီမှာနှိပ်လို့မရကျွန်တော်ဒီမှာ download ဆိုတဲ့အားလေးရှိတယ်ပေါ့နော်ဒီ Chrome ရဲ့ secret 30เนาะ menu bar လေးရဲ့အောက်မှာ download ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် download ဆွဲထားတဲ့ဆောနာက zone installer exe file လေးကိုပေါ်လာပြီအဲကြောင့်ဒီမှာ show in folder ကိုထပ်ပြီးတော့နှိပ်ပါမယ်အဲဒါဆိုကွန်ပျူတာ file manager ထဲရောက်လာပြီပါတယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ right click ထောက်ပြီးလို့ရှိရင် run as administrator နဲ့တွားပြီးတော့ကျွန်တော်တို့เนาะ nextဆိုပြီးတော့နှိပ်သွားလိုက်လို့ရှိရင်ဒီကောင်လေး install လုပ်တာပြီးတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်